ကျွန်တော်စိတ်တွေကလုံးဝပူပန်နေပြီးတော့စောက်တီရမရတော့ရုတ်တရက်ဆိုပဲကျွန်တော်ကို6ရောက်ကိုတော့မထိန်နိုင်ပဲနဲ့မြေကြီးပေါ်ဖင်ထားရတာကျွန်တော်ပြစ်လဲသွားတော့တယ်ကိုစိတ်ကိုမထိန်နိုင်တော့သလိုထွက်ပေါ်လာတဲ့စကားသံတွေရတယ်ပြီးသားမနေခဲ့ပါဘူးညနေနေဝင်ကြီးတရောချိန်မှာပဲကျွန်တော်ရဲ့ခြေလမ်းတွေကအဖိုးကြီးကန်ရဲ့တဲစီကိုဥတီလာခဲ့တယ်ကျွန်တော်လုံးဝမောဟိုက်ပြီးတော့ပင်ပန်းနေခဲ့ပါပြီလုံးဝကိုပင်ပန်းနှွမ်းနေနေရင်းနဲ့ပဲအဖိုးကြီးခံကိုကျွန်တော်လမ်းခေါ်ခဲ့တယ်ခိုင်ခန့်ခင်ဗျားရဲ့ကံကောင်းစေတတ်တဲ့အဆောင်လေးကိုကျွန်တော်ခဏတော့ငားမရတော့မယ်ပြောဆူနဲ့ကျွန်တော်တဲထဲကိုဝင်လာခဲ့တယ်တဲအထဲကိုဝင်ချင်းမှာပဲကျွန်တော်လုံးဝကိုရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ကြားရချင်းပဲကျွန်တော်တဲပြင်ကိုလှင်စလို့ထွက်လာလိုက်တယ်ကျွန်တော်တွေ့လိုက်တဲ့မြင်ကွင်းကတော့ဟိုတနေ့ကကျွန်တော်တွေ့ခဲ့တဲ့အမျိုးသားတစ်ယောက်ကျွန်တော်ကိုအလုတ်ကမ်းလှမ်းနေသလိုမျိုးတခြားတစ်ယောက်ကိုလည်းသူအလုတ်ကမ်းလှမ်းနေရဲ့ကျွန်တော်ပြောခဲ့တော့လို့ပဲလုံးဝကိုရိုးရှင်းပြီးတော့အန်ရကင်းကြောင်သူရှင်းပြနေတယ်ကျွန်တော်သတိမထားမိလိုက်ခင်မှာပဲကျွန်တော်ရဲ့ခြေတန်းတွေကသူ့စီကိုရောက်နေပြီကျွန်တော်တွေ့တော့လုံးဝအံ့ဩသွားတဲ့ပုံစံနဲ့နှုတ်ဆက်ပြတယ်ကျွန်တော်ကတော့ဘာမှအထွေအထူးပြောမနေတော့ပါဘူးမင်းအဆင်ပြေရဲ့လားစောနာမင်းတကူလုံးဆူရွှဲနေတာမသိရင်မွေးကိစ္စကလေးလေးချနေရပဲငါတို့ခဏတစ်ဖြုတ်အဲ့ဟိုတယ်မှာနားအောင်လေနားနေရင်လည်းတခုခုစားလို့ရတာပေါ့စောနာကတိတ်သွားတဲ့ချွေးတွေအခုမှပြန်ထွက်ရတော့မလို့ပဲကျွန်တော်မှပတ်စံမရှိတာသူလည်းသိစားပဲအပေါ်မောကြီးနေရင်ကျွန်တော်ပြောလိုက်တာကငါမှပတ်စံမရှိတာမင်းလည်းသိသားပဲငါတောင်ဝင်သာထားလိုက်စမ်းပါကွာကျွန်တော်တို့နှစ်ယောက်တဖြည်းဖြည်းနဲ့ဟိုတယ်စီကိုရှောက်လာခဲ့ကြတယ်အရှိကအဲ့ကျူကဆရာလေးနာကိုရှိဆိုပြီးလမ်းနှုတ်ဆက်တော့ကျွန်တော်လည်းဘာမှမပြောနိုင်တော့ပဲကိုကောင်းကိုပဲပြန်ကုန်နေလိုက်ရတယ်မတွေ့ရချပြီးတော့ဆိုပြီးထပ်ပြီးနှုတ်ဆက်ပြန်တော့ကျွန်တော်လည်းနှုတ်ဆက်လိုက်ပါတယ်အရင်ကဒီမှာနေကြလားနာကိုရှိဆိုပြီးမေးတော့ကျွန်တော်လည်းဘာမှပြန်ဖြေမနေတော့ပါဘူးလုံးဝခန္ဓာကြီးကျယ်လွန်လာတဲ့ဟိုတယ်ရဲ့စားတော့ရနေရတနေရာကိုကျွန်တော်တို့ရောက်နေခဲ့ကြတယ်ဘယ်ဘက်ကနေကြီးဒီအောက်ကမြင်ကွင်းကတော့အမြဲကိုမှောင်မိုက်နေတာပဲဆိုပြီးခနဲ့တက်တဲ့လေတန်နဲ့သူပြောနေခဲ့တယ်ဟိုဘက်ချမ်းမှာမရှိတဲ့ຢာတွေကဒီမှာရှိနေတော့ဘာထူးခြားသွားမှာမဟုတ်လို့လဲပြောနေရင်းနဲ့ပဲစပွဲတို့ကကျွန်တော်မှာထားတဲ့ဟင်ပွဲကိုပါချပြီးပါတော့တယ်အနည်းဆုံးတော့စားစရာကမှပို့ပြီးတော့စားခြင်းစပွဲကောင်းနေသေးတယ်ကျွန်တော်စားနေတဲ့အချိန်ဟိုလူပြောလိုက်တာကသမင်းစားနေတဲ့အချိန်အရင်ချိန်ပြီးစားမနေစမ်းပါနဲ့ကွာဟုတ်ပြီလား